Ciao! Hello, my Mulaba. Learn Italian in 100 Days course ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကျတဲ့ Lingo Roots by Stephanie Pool channel နေပြီးတော့ပေါ့နော် Italian ဘာစကားနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုမျှဝေပေးနေတဲ့ Learn Italian in 100 Days course ကိုစိတ်ပါဝင်စားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။တချို့ဒီအခု Italian သင်နေရပေါ့နော်။ဒီနေ့ဆိုလို့ရှိရင် Day 3 ရောက်ပါပြီ။အရှိက Day 1နဲ့ Day 2မှာsharing လုပ်ခဲ့တဲ့သင်ခန်းစာတွေကိုလည်းတခြားလေးလေ့လာမယ်လို့ထင်ပါတယ်နော်။အဲ့တော့ဒီနေ့ Day 3ထုံးစံတိုင်းပဲ Day 3မစခင်မှာကျတို့ဒီ Day 2တော့ကသင်ခဲ့တာတွေပေါ့နော် revision နဲ့ပြန်မယ်ပေါ့နော်။ Day 1တော့ alphabets တွေပေါ့နော် alphabet တို့ Italiano တွေကတော့ကောင်းကောင်းရပြီလို့ထင်တယ်ပေါ့နော်။အဲ့တော့ Day 2တော့ကသင်ခဲ့တာတွေကတော့ le parole italiane Italian words တွေပေါ့နော်။အဲ့တော့ဒီမှာရေးထားတဲ့စလုံးတွေကိုအတန်ထွက်ကြည့်မယ်ပေါ့နော်ဒီရှေ့ဆုံးကစကလုံးကဘယ်လိုထွက်မလဲမသိဘူးတန်ဘယ်နှတန်ပါလဲဒါဆိုရင် vowel ၃ခုဖြစ်နေတဲ့အတွက် colore ဒီဟာရော pizza လားမဟုတ်ဘူးเนาะမတူ pizza နဲ့မတူP-E-R လို့ P-A piazza ဒီဘက်ကစလုံးက treno ဒါလေးက opera English လို့ opera ဒါပေမဲ့ Italian မှာဆိုလို့ရှိရင်ကြတော့ opera ဒါရော mercato ဒီဟာ cibo ဒါဆိုဘယ်နှတန်ဖြစ်မလဲ၄တန်ပေါ့နော် piacere ဒါလေးက come ဒါ dove ဒါ pronome ဒါ simpatico ဒါ insegnante ဒါ cosa ဒီခုက ristorante ဒါ perfetto centro အဲ့ဒါလေးတော့ထပ်ထပ်ပြီးချင်တယ်နော်အဲ့ဆိုအထက်ပဲလေးပြောပြမယ်ပေါ့နော်ဒီဘက်ကဒီပထမဆုံးစလုံးอ่ะပေါ့နော် colore ခံမှန်းလို့ရမှာပါနော်အင်္ဂလိပ်စာနဲ့ကတော်တော်လေးနီးစပ်တဲ့ဒီစလုံးอ่ะပေါ့နော်သူက color ကိုပြောတာနော်ဒီဘက်က pizza မဟုတ်ပါpiazza ဆိုတာကျတော့ရှယ်ဘာလို့ဆိုလို့ရှိရင်မြန်မာလို့ဆိုရင်ပြင်ပေါ့ပြည်သူရင်ပြင်လို့ပါတော့လို့မျိုးအဲ့လိုမျိုး public area ရင်ပြင်ပေါ့နော် English လို့ဆို square လို့ခေါ်တယ်အဲ့ဒါကို piazza လို့ Italian လို့ခေါ်တယ်နော်ဒီ treno ဆိုတာ train ဒါကတော့ opera ပေါ့နော် mercato က market ဈေးဒီ cibo ဆိုတာ English လို့ဆိုရှင် food စားတောက်တွေပေါ့နော်စားစရာတွေပြောတာဒီဘက်က piacere စလုံးတစ်လုံးနဲ့ဒါပေမဲ့ nice to meet you လို့ပြောတာနော်တွေ့ရဝမ်းသာပါတယ်တဲ့ဒီဘက်က come ဆိုတာကျတော့ဘယ်လိုလဲပေါ့နော် how လို့ပြောချင်တာပေါ့နော် dove ဆိုတာ English လို့ဆိုလို့ရှိရင်တော့ where ပေါ့နော်ဘယ်မှာလဲပေါ့ဒီ pronome pronounce မြန်မာလို့ဆိုရင်နာမ်စားပေါ့နော် simpatico သဘောကောင်းတယ်တဲ့ simpatico ဆိုတာနောက်တစ်ခုက insegnante ဆိုတာအခု teacher ပေါ့ teacher ဆိုလို့ရှိရင် insegnante ဖြစ်တယ်နော် teacher လို့ပြောတာဒီ cosa ဆိုတာသင်အရာဝတ္ထုတစ်ခုပေါ့နော် ristorante the restaurant စားတောက်ဆိုင်ကိုပြောတာနော်ဒီဟာလေးဒါ perfetto အင်္ဂလိပ်စာနဲ့လည်းလဲသွားတူရယ်နော်ဒါဆိုလို့ရှိရင် perfect အရာပြည့်စုံကောင်းမွန်နေဆိုတဲ့အဓိပ္ပာယ်နော်နောက်တစ်ခုကကျတော့
centro ဆိုတာကျတော့ဒီမြို့ထဲပေါ့အဲ့လိုမျိုးပြောလဲရတယ်ဒါမှမဟုတ်အလဲခေါင်မှာဆိုတဲ့အဓိပ္ပာယ်လဲ center ဆိုတဲ့အဓိပ္ပာယ်လဲနည်းတက်ရောက်တယ်နော် centro ဒီအောက်ကစာကြောင်းကကျတော့ခုနကလိုမျိုး Italian alphabets တွေလည်းသိပြီး Italian words တွေ liberal Italian တွေလည်းဘယ်လိုအတန်ထွက်ရမလဲဘယ်လိုဆိုရမလဲဆိုတော့သိပြီးမို့လို့ဒီအောက်ဆုံးကစာကြောင်းတွေကကျတော့ဖတ်တတ်အောင်ပေါ့နော်ဒီစာကြောင်းတစ်ကြောင်းလုံးကိုတောင်ဖတ်တတ်နေပြီဆိုတာမျိုးဖြစ်အောင်လို့ဒီကထည့်ပေးထားတာပေါ့နော်ဒီလိုမျိုးလေးဒီမှာပေါ့နော်အပေါ်မှာဒီ apostrophe လိုမျိုးလေးနဲ့တွဲထားလို့ရှိရင်သူကအရှိစလုံးလေးပါတွဲပြီးတော့ဖတ်ရနော်ဒါဆိုရင် Italia မဟုတ်တော့ဘဲနဲ့ l'Italia LAE ကိုတွဲပြီးတော့ပေါ့နော်apostrophe လေးမရှိတဲ့ပုံစံအတိုင်းပဲထွက်ရတယ်နော်ဒါဆိုရင်ဒီအရှိစာကြောင်းလေးကိုအရင်ဖတ်ကြည့်ပါအောင်L'Italia è una penisola l'Italia ဆိုတာဒီ Italy ပေါ့နော် Italy နိုင်ငံ è ဆိုတာ is ဟိုပထမဆုံး alphabets တွေတင်တော့နည်းနည်းလေးတော့ပြောပြခဲ့တယ်ဒါပေမဲ့မှတ်မိတာတော့မသိဘူးဒီ è ဆိုတာ is Italy is Italy နိုင်ငံဒီပေါ့မြန်မာလိုပြောပါရင် una penisola ဆိုတာဒီ penisola ပေါ့နော်ကျွန်းဆွယ်ကိုပြောတာကျွန်းဆွယ်နိုင်ငံတစ်ခုဖြစ်တယ်လို့ဒီမှာတော့ပြောချင်တာငယ်တော့ပေါ့နော်ချဲတို့ဒီဥရောပပေါ့နော်ဥရောပတိုင်း European map ကိုဒီမြေပုံပုံဆွဲတဲ့အချိန်တုန်းကလေအီတလီရဲ့မြေပုံကိုလည်းမှတ်မိလားမသိဘူးဘလို့လေးလဲဒီမှာနော်အီတလီမြေပုံကအီတလီကချဲတို့ငယ်တော့ပုံဆွဲရဲဆိုလို့ရှင်ချဲတို့ဆိုဒီမှာတောက်ဖက်နှက်လို့တော့ပြောကြရပေါ့နော်သူတို့ကတော့ဒီ foot ဖက်နှက်ပေါ့နော်ဒီလိုတောက်ကလေးနဲ့လေအဲ့မြေပုံလေအီတလီရဲ့မြေပုံဒါကြောင့်သူကဒီဘေးပတ်ချထဲမှာပင်လယ်ကဝိုင်းထားတယ်ဒါကြောင့် una penisola ကျွန်းဆွယ်နိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ချောင်းကိုဆက်ပြီးတော့ဖတ်ကြည့်အောင်ပေါ့နော် La capitale d'Italia è Roma The capital of Italy is Rome Italy နိုင်ငံရဲ့မြို့တော်ပေါ့နော် capital မြို့တော်ကတော့တဲ့ရောမမြို့ဖြစ်တယ်တဲ့တချို့ English လို့ဆိုလို့ရှိရင်ဒီရောမမြို့ပေါ့နော် Rome လို့ခေါ်တယ်ပေါ့နော် ROME Rome ဒါပေမဲ့ Italy လိုရောမမြို့ကိုခေါ်မယ်ဆိုလို့ရှိရင် Roma ဒါကြောင့်တချို့မြန်မာလိုရောမမြို့ဆိုတဲ့ဟာဒီတကယ် origin Italy စလုံးယူထားတယ်လို့ပြောလို့ရတယ်ပေါ့နော် Roma ရောမမြို့ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့လေပါရိုဝီအီတာလီယာနေတွေကိုဘယ်လိုအတန်ထွက်ရမလဲဆိုတာသိသွားပြီပြီးတော့စာချောင်းတွေကိုတောင်ပေါ့နော်ဖတ်နိုင်ပြီလို့ထင်ပါတယ်နော်ဒါဆိုရင်ကျတို့နေ့ day 3ပေါ့နော် day 3ရဲ့သင်ခန်းစာကိုကြည့်ကြမယ်ပေါ့နော်အရင်ဆုံးဗာသင်မလဲပေါ့နော်ဒီနေ့ day 3မှာတော့တခြား subject pronouns နာမ်စားပေါ့နော်နာမ်စားမှာဒီsubject ဆိုတော့မြန်မာလိုဆိုရင်ကတာပေါ့နော်ထားပါတော့ဒီပြုလုပ်တဲ့သူရဲ့နာမ်စားတွေအဲ့အကြောင်းပြောပြမယ်ပေါ့နော်အီတလီလိုဆိုလို့ရှိရင်တော့ e pronomi soggetto ပြီးရင်နောက်တစ်ခုက verb to be အင်္ဂလိပ်စာမှာလည်း verb to be ဒီဖြစ်သည်ဆိုတဲ့ verb ကအရေးကြီးတယ်ပေါ့နော်အဲ့တော့အီတလီမှာလည်းဒါကြောင့် verb to be လေးကိုဒီနေ့သင်ဖို့စဉ်းစားထားတယ်သူ့ကိုအီတလီလိုဆိုလို့ရှိရင် il verbo essere နောက်တစ်ခုသင်ပေးမှာတော့ numbers ပေါ့0ကနေ10အထိအီတလီလိုပြောတတ်နိုင်ဖို့ i numeri 0 a 10 3ကနေ10အထိပေါ့နော်အဲ့တော့ subject pronouns လေးတွေကိုစပြီးတော့လေ့လာကြမယ်ပေါ့နော် i pronomi soggetto subject pronouns တချို့ဘာလို့ဒီနေ့ subject pronouns ကိုသင်ရလဲဆိုတော့အီတလီစာတော့သင်နေပြီးအင်္ဂလိပ်စာမှာဆိုလို့ရှိရင် I တို့ you တို့အဲ့လိုအရေးကြီးတယ်လို့ပဲအဲ့စလုံးလေးသိထားသင့်တယ်ပေါ့နော်အီတလီမှာလည်းဒီ i pronomi soggetto တွေကိုသိထားလို့ရှိရင် I am you are he is she is အဲ့လိုမျိုးလေးပေါ့နော်ပြောတတ်သွားမယ်လို့ပြောတတ်စေချင်လို့ပေါ့နော်ဒီနေ့ day 3မှာ i pronomi soggetto သင်ပေးရတာဖြစ်တယ်ပေါ့နော်အဲ့တော့ subject pronouns တွေကဘာတွေလဲပေါ့ဒီချက်အင်္ဂလိပ်စာနဲ့သွားတူပါတယ်နော်သူကတော့ first person ကိုပြောတဲ့ဟာတွေပေါ့နော်ပြီးရင် second person တစ်ဖက်သူပြောတဲ့ဟာတွေ
ပြီးရင် third person ကိုလည်းမဟုတ်သူလည်းမဟုတ်နောက်ထပ်တခြားတစ်ယောက်ကိုပြောတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးနာမ်စားသုံးမယ်ပေါ့နော်ဒီ pronounce ဒီနာမ်စားပေါ့နော်နာမ်စားကတော့အင်္ဂလိပ်စာနဲ့တော်လေးကိုဆင်ပါတယ်နော်အင်္ဂလိပ်စာရဲ့ pronounce တွေကိုကိုယ်ကသိထားမယ်ဆိုလို့ရှင်တော့ဒီ pronominal subject ကိုသင်တဲ့အချိန်မှာအထောက်အကူအများကြီးပေးမှာပေါ့နော်အဲ့တော့ပထမဆုံး first person pronouns ပေါ့နော် first person pronouns ကအင်္ဂလိပ်စာမှာဆိုလို့ရှိရင် I we နှစ်ခုရှိရနော် I ဆိုတာတော့မြန်မာလိုဆိုလို့ရှိရင်ငါပေါ့နော် we ဆိုတာမြန်မာလိုငါတို့နှစ်ခုလုံးဒီကိုယ်နဲ့သက်ဆိုင်နေ I we I ဆိုရင်တော့တယောက်တည်းပေါ့နော် we ဆိုလို့ရှိရင်တော့ကိုယ်နဲ့သူများတွေပေါ့နော်ကိုယ်အပါအဝင်ပေါ့နော်အဲ့တော့ Italy လို့ဆိုလို့ရှိရင်တော့ဒီမှာ I ကိုတရားလေးဆိုဘလို့အတန်ထွက် E O E O E နဲ့ O နဲ့ပေါင်းတာ E O E O ဆိုလို့ရှိရင်ကိုယ့်အကိုပြောတာ We O ဆိုလို့ရှိရင် Noi Noi ဒါဆိုလို့ရှိရင် I ပြောမယ်ဆိုလို့ရှိရင် E O We ပြောမယ်ဆိုလို့ရှိရင် Noi ဟုတ်ပြီကိုကတော့ပြီးသွားပြီ EO နဲ့ Noi နဲ့သိသွားပြီ second person တစ်ဖက်သူပြောမယ်ဆိုလို့ရှိရင် you ပေါ့နော် man ဆိုပြီးတော့ man ပဲဖြစ်ဖြစ် name ပဲဖြစ်ဖြစ် them ပဲဖြစ်ဖြစ်ကြိုက်တယ်လို့ပြောလို့ရတယ် you ပေါ့နော်တယောက်တည်းဟိုဘက်ကတယောက်တည်းကိုပြောမယ်ပြီးရင်ဟိုဘက်ကသူနဲ့အများပေါ့နော်သူပေါင်းတဲ့တခြားသူတွေ you ပဲ them ပဲ man ပဲဒီမှာဆိုလို့ရှိရင် min တို့ပေါ့နော် them တို့အဲ့လိုအများဆိုလို့ရှိရင် Italy မှာဒီ second person you က singular တယောက်တည်းဆိုလို့ရှိရင်သူအများဆိုလို့ရှိရင် voi ဒါဆိုလို့ရှိရင်ကိုယ့်အကိုပြောမယ်ဆိုရင် io noi သူများကိုပြောမယ်ဆိုရင် tu voi ဟုတ်ပြီ I လည်းမဟုတ် you လည်းမဟုတ်ငါလည်းမဟုတ်မင်းလည်းမဟုတ်ငါတို့လည်းမဟုတ်မင်းတို့လည်းမဟုတ်တခြားသူရှိတယ်တခြားသူတွေကိုဘယ်လိုပြောကြမလဲပေါ့နော် third person ဆိုလို့ရှိရင်တစ်ဖက်သူကယောက်ျားလေးဖြစ်တယ်ဆိုရင်သူပေါ့နော်မြန်မာလိုပြောရင် he ပြီးရင်သူမဆိုရင် she တစ်ဖက်ကအများဆိုလို့ရှိရင်သူတို့လို့ပြောကြတယ်နော် they he she ကို Italy လို he က lui she က lei သူတို့ဆိုလို့ရှိရင်ကြတော့ loro အတန်ကြီးကရန်ထွက်တတ်နေပြီဆိုတော့လေဒီဟာတွေအကုန်လုံးကတိတ်တောင်ပြပြစရာမလိုတော့ဘူးเนาะဟုတ်ပြီ first person second person third person ချက်ပြောခဲ့အင်္ဂလိပ်စာနဲ့ကတော်တော်လေးတူတယ်ပေါ့နော်အင်္ဂလိပ်စာနဲ့မတူတာလေးတစ်ခုရှိတယ်အဲ့လေးတခြားလေးမှတ်ထားဖို့လိုတယ်သူကကြတော့ဒီ second person ပေါ့နော်သင်လို့မင်းလို့ပြောတာနဲ့သက်ဆိုင်နေပေါ့နော်ဟုတ်ပြီမင်းတို့လို့ပြောရင်ကြတော့မြန်မာလိုဆိုလို့ရှိရင်လည်းရိုင်းနေပေါ့နော်အင်္ဂလိပ်စာမှာကတော့ you ဆိုရင်ရိုင်းနေဆိုမရှိဘူးပေါ့နော်ဟိုဘယ်သူ့ကိုပဲဖြစ်ဖြစ်ဖုံကိုလည်းကတော့ပေါ့နော်ဖုံကိုလည်းယူပြောလို့ရတယ်ရှင်ဘီကိုလည်းယူပြောလို့ရတယ်ပြီးတော့တက်ကြီးတဲ့သူကိုကွာရှိသမျှအကုန်လုံးကိုယူပြောလို့ရတယ်ရိုင်းနေလို့မရှိဘူးဒါပေမဲ့အီတလီမှာကျတော့မြန်မာစာနဲ့နည်းနည်းတော့တူတယ်သူကတစ်ဖက်သူကကိုယ့်ထက်ဝါကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကွာလေးလေးစားပြောရမယ်သူဖြစ်တယ်ဆိုလို့ရှိရင်သူ့ကို boy လို့ပြောလို့မရအောင်အားကြောင့်သူကဒီ second person မှာထူးခြားမှုရှိရပေါ့နော်ဒါဆိုလို့ရှိရင်တစ်ဖက်သူကဥမာကိုယ့်ရဲ့ဆရာမဖြစ်တယ်ပေါ့နော်အသက်လည်းကြီးတယ်ဝါလည်းကြီးတယ်ပညာလည်းများတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဆရာမတယောက်တည်းဆိုလို့ရှိရင်သူ့လို့ပြောလို့မရဘူးသူ့အချိန်ကြာလို့ရှိရင် lay လို့ပြောတယ်အဲခုနကဒီ she နဲ့တော့တူတယ်နော် lay မဒီ lay ရာ she ကိုပြောချင်တာလားဆိုတော့မဟုတ်ဘူးနော်တစ်ဖက်သူကကိုယ့်ရဲ့ခုနကလူပြောတဲ့ဆရာဖြစ်နေယောက်ျားဆိုရင်လည်း lay ပဲပြောရမယ်အဲ့မှာ she လို့ပြောချင်တာမဟုတ်ဘူးနောက်တစ်ခုအများဆိုလို့ရှိရင်လည်းလူကြီးပေါ့နော်ခုနကလူသင်တို့ဆရာမတို့အဲ့လိုလူကြီးတကြီးဝါကြီးပုဂ္ဂိုလ်သူနဲ့အပါဝင်အများကြီးဖြစ်နေရဆိုလို့ရှိရင် loro ဒီ loro ကခုနကပြောတဲ့ they ကိုပြောတာမဟုတ်ဘူးဒီ you ပေါ့နော်
တင်တို့ဆိုတဲ့ဟာမျိုးပဲရင်းကြီးပြောတဲ့အချိန်ကြလို့ရှင်လိုလို့ပြောရတယ်သူကဒီမှာလိမ့်နဲ့လိုလိုနဲ့ဒီဘက်မှာရှီပေါ့နော်သူမအတွက်မှာလည်းလိမ့်ဖြစ်တယ်သူတို့အတွက်မှာလည်းလိုလိုဖြစ်တယ်ပေါ့နော်အဲ့တော့ဘလို့ခွဲလို့ရလဲဆိုလို့ရှင်သူကဒီမှာရေးပေးထားတယ်နော်လိမ့်နဲ့လိုလိုနဲ့ကိုစကားပြောတဲ့အချိန်ဆိုလို့ရှိရင်တော့တချို့တော့တိတ်မသိတာအောင်လို့ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့တစ်ဖက်ကလိမ့်လို့ပြောလို့ရှိရင်ကျွန်တော်နည်းနည်းနားလည်ရမယ်ပေါ့နော်။ဒါရှီကိုပြောနေရလားဒါမှမဟုတ်ယောက်ျားဟိုမှာဖုံကိုပြောနေရလားတကြီးဝါကြီးပုဂ္ဂိုလ်ပြောနေရလားဆိုတော့ကိုယ့်အကူသိရမယ်။ဒါပေမဲ့စာနဲ့ရေးမယ်ဆိုလို့ရှိရင်ကျတော့သူကဒီမှာကြည့်လိမ့်နဲ့လိုလိုနဲ့မှာတဲ့ရှေ့ဆုံးက L လေးပေါ့နော် L ပေါ့နော်အဲ့စလုံးကအမြဲတမ်းအကြီးနဲ့ပဲရေးရမယ်။သူ့အသေးနဲ့မရေးရအောင်စလုံးအကြီးနဲ့ပဲရေးရမယ်တဲ့အဲ့ဒါလေးကအရေးကြီးရပေါ့နော်စာရေးတဲ့အချိန်တိုင်းမှာတစ်ဖက်က you ကိုရင်းကြီးပြောရဲဆိုရင်လေးရောလိုရောနှစ်ခုလုံးဟာ l လေးအကြီးနဲ့ပဲရေးရမယ်ဟုတ်ပြီသူ့မှာနောက်ထပ် pronouns ပါမယ်နောက်ထပ်ထူးခြားတဲ့နောက်တစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒါကတော့ဒီမှာ eu I ပေါ့နော်အင်္ဂလိပ်စာမှာကျတော့စာရေးတဲ့အချိန်တိုင်းမှာ I ဒီဘယ်နေရာမှာဖြစ်နေ capital letter နဲ့ရေးဖို့လိုတယ်ပေါ့နော်စလုံးအကြီးနဲ့စာကြောင်းရဲ့အစမှာပဲဖြစ်ဖြစ်အလယ်မှာပဲဖြစ်ဖြစ်အဆုံးနောက်မှာပဲဖြစ်ဘယ်နားမှာရောက်နေ I ဒီအမြဲတမ်းအကြီးရေးရမယ်ဆိုတော့စီးမြင်ရှိရပေါ့နော်အီတလီစာမှာကျတော့ဘာမတူလဲဆိုတော့ EU ပေါ့နော်ဒီခုနကိုပြောတယ်ဒီမှာလည်းတွေ့မှာပါနော်အသေးနဲ့ချင်းပြထားတယ် EU ဆိုတဲ့စလုံးကcapital letter လုံးဝရေးစရာမလိုဘူးစာကြောင်းအစဆိုရင်တော့ရေးရမယ်ပေါ့နော်ဥပမာဒီမှာဆိုလည်းရေးပြထားတယ် EU ဆိုတာဒီမှာတော့စာကြောင်းအစဆိုတော့ I ကြီးနဲ့ရေးထားတယ်စာကြောင်းအလယ်မှာဖြစ်နေရင်နောက်ဆုံးမှာဖြစ်နေတခြားနေရာတွေမှာဖြစ်နေရှေ့ဆုံးမှာမဟုတ်ဘူးဆိုလို့ရှိရင်သူ့ကိုအမြဲတမ်း capital letter နဲ့ရေးစရာမလိုဘူးတဲ့ဒါလေးကတော့ထူးခြားတယ်ပေါ့နော် I ကို capital letter နဲ့အမြဲတမ်း EU ပေါ့နော် EU ကို capital letter နဲ့အမြဲရေးစရာမလိုဘူးဒါပေမဲ့you ဆိုတဲ့ဟာကိုရင်းကြီးပြောတာတွေအကုန်လုံးဒီ capital letter နဲ့လို့ရေးရမယ်တဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ epiphany subject တို့ပေါ့နော် subject pronouns တွေကိုသိသွားပြီဆိုလို့ဒီနေ့ A3 ရဲ့သင်ခန်းစာမှာနောက်တစ်ခုသင်ပေးချင်တာကတော့ available as တဲ့ verb to be ပေါ့နော်ဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်တော့အင်္ဂလိပ်စာမှာလည်းရှိပါတယ်ဒါဆိုလို့ရှိရင် available as တွေကိုလေ့လာကြမယ်ပေါ့နော် available as တွေကိုလေ့လာဖို့အတွက်ခုနသင်ခဲ့တဲ့ epiphany subject တွေကိုနည်းနည်းအသုံးချမယ်ပေါ့နော် EU English လို့ဆိုလို့ရှိရင် I ပေါ့နော် I နဲ့ကဘာနဲ့တွဲလဲဆိုရင် sono တဲ့ဒီမှာအင်္ဂလိပ်လိုပြောရင် I am ငါကပေါ့နော်ငါတည်ပေါ့အင်္ဂလိပ်စာမှာ I ကအမြဲ am နဲ့တွဲလို့ပဲအီလီမှာလည်း io sono ဒီ sono က verb to be ပေါ့နော်နောက်တစ်ခုက to you ပြောရနော် to ဆိုလို့ရှိရင်ကျတော့ဘာနဲ့တွဲရမလဲဆိုရင် say you are သင်ကမင်းကလို့ဒီပဲမျိုးနော်နောက်တစ်ခုကကျတော့ခုနပြောတယ် lay ရဒီမှာ l ကအကြီးဖြစ်နေရင်အဲဆိုလို့ရှိရင်ဒီယဉ်ကျေးတဲ့ you ကိုပြောတာပေါ့နော် formal singular ဖြစ်နေရပေါ့နော် l ကအကြီးဖြစ်နေရင် formal singular ယဉ်ကျေးတဲ့ you ကိုပြောတာပေါ့နော်သူဆိုလို့ရှိရင်ကျတော့သူက you ပဲခုနလိုသူ say တွဲသလိုပဲ lay say တွဲမယ်ဆိုရင်မဟုတ်ဘူးเนาะဒါ lay ဆိုလို့ရှိရင်နောက်ကဆိုပြီးဖြစ်သွားတယ်တဲ့ you are ဆိုတဲ့အဓိပ္ပာယ်ပဲအပေါ်က you are နဲ့ဒီအောက်က you are နဲ့ကဒီ r ဆိုတဲ့စလုံးကအင်္ဂလိပ်စာမှာတူတယ်အီတလီမှာမတူပါဘူးเนาะ to say lay အဲ့လိုဖြစ်ရမယ်เนาะနောက်တစ်ခုက Louis he เนาะ lay she သူဆိုလို့ရှိရင်ကြောဘာနဲ့တွဲရမလဲဆိုလို့ရှိရင် Louis at lay at အင်္ဂလိပ်စာမှာကြောဘယ်လိုဖြစ်သွားလဲဆိုတော့ he is she is ဖြစ်သွားတယ်ဒီမှာ he is ကဒီမှာ ဖြစ်တယ် she is ရဲ့ is ကလည်း ဖြစ်တယ်အပေါ်က you are ရဲ့ are ကြတော့လေဖြစ်တယ်ဒါတော့မတူတာတွေပေါ့နော်ဒါပေမဲ့ကိုကအမြဲတမ်းအလွတ်ချက်ထားရမယ် Louis at lay at ပြောချင်တာ he is she is ပဲဖြစ်တယ် Noi က we เนาะ Noi ဆိုလို့ရှိရင်တော့
siamo noi siamo we are ငါတို့ဒီပေါ့နော် voi siete you are ဒီ you are ခုနအများနော်အဲ့ဒါကိုသိမှာပါနော်ဒီသူဆယ်ရတယောက်တည်း voi ရကျတော့ you are အများပေါ့နော်ပြီးရင် loro ဒီမှာ l ကအကြီးဖြစ်နေရယ် formal plural တင်တို့ကိုပြောတာနော် loro ဆိုရင် sono you are ပဲဒီ you are နဲ့ voi siete မှာပါတဲ့ r နဲ့ကမတူဘူးနော် siete loro ဆိုရင် sono ဖြစ်ရမယ်နော်နောက်ဆုံးတစ်ခုကတော့ loro sono they are သူကဒီ loro လို့ရေးလိုက်တယ်ဆိုလို့ရှိရင် sono နဲ့တွဲရမယ် they လို့ရှိရင် အဲ့နဲ့တွဲရမယ်အဲ့လိုလေးမှတ်ထားလိုက်ရင်တော့လည်းရတယ်ပေါ့နော်ဒါပေမဲ့ကိုကတော့သိထားမှာပေါ့နော်ဒီ loro နဲ့ဒီ loro နဲ့ကစလုံးတူတယ်ရေးတာလည်းတူတယ် capital letter ပဲ꿰တယ်ပေါ့နော်ဒီဘယ်ကတော့မတူဘူးပေါ့နော်အဲ့တော့ဒီခုနက e pronoun subject တို့ရဲ့ e verb auxiliary ရဲ့ပေါ့နော်ကျွန်တော်ဒီမှာဒီ pronouns တွေရဲ့ verb to be ရဲ့ပေါင်းလိုက်လို့ရှိရင်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်စာကြောင်းတစ်ကြောင်းရေးလို့ရသွားပြီပေါ့နော် I am you are တို့အဲ့လိုလေးရေးလို့ရသွားပြီအဲ့လိုပဲအီတလီမှာလည်းဒီ e pronoun subject တို့တည်ရနဲ့ e verb auxiliary တည်ရနဲ့စာကြောင်းရေးလို့ရသွားပြီပေါ့နော်ဒါကြောင့်ကျွန်တော်ခုနကသင်ခဲ့တဲ့ဒီ pronoun subject တို့နဲ့ verb auxiliary နဲ့ပေါင်းပြီးတော့ဒီမှာ dialogue လေးသင်ခန်းစာရဲ့ dialogue လေးစကားပြန်လည်ပြောတာလေးပေါ့နော်အဲ့ဒါလေးနမူနာပေးထားတယ်ပေါ့နော်သူ့ခေါင်းစဉ်က io sono ပေါ့နော် English လို့ဆိုလို့ရှိရင် I am ပေါ့နော်ဒီမှာစာလေးရဲ့အရင်ဖတ်ကြည့်ပါအောင်ဖတ်တတ်ပြီလားလို့ကိုယ့်အတာကိုလေပြီးတော့ချက်ဒီရလေးရဲ့အတန်လေးကိုဖွင့်ပြမယ်ပေါ့နော်ဖတ်ကြည့်ပြီးသွားရတာမသိဘူးဖတ်ပြီးသွားရင်နော်ဒါဆိုလို့ရှိရင်သူတို့ပြောတာလေးကိုနားထောင်ကြည့်မယ်နော်တစ်ချက် Ciao Paolo. Oh, ciao. E lei è Francesca, una collega di Bellinzona. Francesca, Marina Piacere. Ciao, e lui è Claudio. Ciao. piacere. Allora tu sei svizzera. Eh sì, e tu invece di dove sei? Sono di San Gimignano. တိုက်မိလားမသိဘူးနော်နောက်ထပ်နှစ်ခါလောက်နားထောင်ကြည့်အောင်နော် Ciao Paolo. Oh, ciao. E lei è Francesca, una collega di Bellinzona. Francesca, Marina Piacere. Ciao, e lui è Claudio. Ciao. piacere. Allora tu sei svizzera. Eh sì, e tu invece di dove sei? Sono di San Gimignano. Ciao Paolo. Oh, ciao. E lei è Francesca, una collega di Bellinzona. Francesca, Marina Piacere. Ciao, e lui è Claudio. Ciao. piacere. Allora tu sei svizzera. Eh sì, e tu invece di dove sei? Sono di San Gimignano. နားထောင်ပြီးသွားပြီပေါ့နော်သူတို့ဒီအီတလီလူမျိုးတွေပေါ့နော်အီတလီကနေတကယ်ထွက်တဲ့အတန်တွေကိုလည်းကြားသွားမယ်ပေါ့နော်ဒီမှာကောင်လေး2ယောက်ကောင်မလေး2ယောက်ပေါ့နော်ဒါဆိုရင်ဒီတစ်ခေါက်တော့အတိတ်ပဲပြပြရမှာပေါ့နော် Ciao Paolo Paolo ဆိုတာဒီမှာအင်္ဂလိပ်စာနဲ့တွားတူတယ်ပေါ့နော်နာမည်ရဲ့ရှေ့ဆုံးစလုံးဒီ capital letter စလုံးအကြီးနဲ့ရေးတယ်ပေါ့နော် Ciao Paolo ဆိုတော့ဒီမှာပြောတဲ့ ciao ကကျတော့တိပိစာသူတွေကိုနှုတ်ဆက်တာပုံများတယ်ပေါ့နော် Ciao Paolo ဆိုပြီးနှုတ်ဆက်လိုက်တယ်ပေါ့နော်သူဒီတယောက် Paolo ပဲထားပါတော့ပေါ့နော်ဒီတရားလားဒါလားတော့မသိဘူးပေါ့နော်ဒါပေမဲ့လောဆယ်ဒီတယောက်ပဲထားလိုက် Ciao Paolo ဒီနှစ်ယောက်ကနှုတ်ဆက်တယ်သူကနေပြီးတော့လေ Oh ciao နှုတ်ဆက်တယ်lei è Francesca ခုနကပြောတဲ့ lei she နော် lei ရ e နဲ့တွဲတယ် lei è she is သူမကပေါ့နော် Francesca သူကတော့ Francesca နာမည်နော်ဒီကောင်မလေးနာမည် Francesca လေးတဲ့သူ့နာမည်ကသူကတော့ Francesca တဲ့ una collega di Bellinzona una collega ဆိုဒီဘက်မှာတကယ် English လို့အဓိပ္ပာယ်ရေးပေးထားတယ်လုပ်ဖို့ကင်ဘက်ပေါ့နော်ညီမတို့ပြောရမယ်ဆိုလို့ရှိရင်တော့လုပ်ဖို့ကင်ဘက်ဒီ Bellinzona
ဒီဆိုတာတော့ဒီမှာရေးထားတယ်နော် from မှပေါ့ဘယ်ကနေလာတယ်ဆိုတဲ့ဟာမျိုးကိုပြောတဲ့အချိန်ကြလို့ရှိရင် from Bellizona ဆိုတာဒီအီတလီနဲ့နေချင်းဆက်နေတဲ့ဒီဆွစ်ဇာလန်ကမြို့တစ်မြို့ရဲ့နာမည်ပေါ့နော်အဲ့တော့ဘာလို့မိတ်ဆက်ပြီးတာ Francesca သူ့ရဲ့လုပ်ဖို့ကိုင်ဘက် Bellizona မြို့ကနေလာတာပေါ့နော်အဲ့တော့နောက်ထပ်ပြောရဲသူကဒီမှာ Francesca Marina ရေးဒီကောင်မလေးကတော့ Marina တဲ့ဒီကောင်မလေးနာမည်ကဒီမှာ capital letter နဲ့ရေးထားတယ်နော်အဲ့တော့ piacere ပြန်ပြောရဲနော် piacere ဆိုတာဒီမှာ nice to meet you တွေ့ရတာဝမ်းသာပါတယ်လို့ပြောတာ ciao ဆိုပြန်တယ်နှုတ်ဆက်တယ်ပြီးတော့ဆိုတာဒီမှာရေးပေးထားတယ် and ပြီးတော့ပေါ့နော်ဒါမှမဟုတ်နှစ်တော့မဟုတ်ပါဘူးဒီမှာဆိုလို့ရှိရင်တော့ပြီးတော့ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ဒီကောင်မလေးကတော့ Marina မှန်းသိသွားပြီဒီတယောက်ကပေါ့နော်ဒါ Louis and Claudio Louis he is Claudio အဲ့သူကတော့ Claudio လေးတဲ့ he is Claudio ciao piacere တူတူပဲနော်ခုန allora ဆိုတာဒီလိုဆိုလို့ရှိရင်တော့ဆိုတဲ့အတိတ်ပဲသူ say sweet ဆိုတာသူ you are sweet ဆိုတာ you are sweet ဒါဆိုလို့ရှိရင်ခုနပြောတယ် Bellizona ခုနပြောပြခဲ့ဆွစ်ဇာလန်ကမြို့နာမည်ဆိုတော့ဒါဆိုလို့ရှိရင်မင်းကဆွစ်ဇာလန်နိုင်ငံသူပေါ့လို့ပြောတာဒါကြောင့်သူ say sweet ဆိုတာဆွစ်ဇာလန်နိုင်ငံသူပေါ့တဲ့ဆိုတာဒီမှာကျတော့ခုနပြီးတော့ဆိုတဲ့ဟာမျိုး and နှစ်တခုလည်းမဟုတ်ပဲねစကားဆက်လိုမျိုးအနေနဲ့လည်းသုံးတယ်ပေါ့နော်အဲကြောင့်ဒီမှာ see ဟိုရက်ကday 2တော့ငါ bonus ပေးခဲ့တဲ့စလုံးလေးပါခဲ့နော် see ဘာပြောအောင် see yes ဟုတ်တယ်တဲ့ a to a n a ဆိုတာဒီမှာ n ပေါ့နော်ဒါဆိုရင်မင်းအောင် and you အဲ့လိုပြောချင်တာနော်ဒီမှာသူ့ပါ and you invece ကတော့ဒီမှာတော့ instead ပေါ့နော်မင်းကရောဆိုတဲ့ဟာမျိုးဒီ dove say ဆိုခုနကပြောတဲ့သူ say ရဲ့ say နော် you are where are you from နဲ့ဒီစာကြောင်းတိတ်ပဲဒီ dove say dove ဆို where are you from ဒီမှာ you တော့ပါအောင်နော်ဒီ dove say သူနောက်ကပါမှာတကယ်ပါခြင်းလဲဆိုလို့ရှိရင်ဒါပေမဲ့မပါဘူးဒီ dove say မင်းကရောsono di San Gimignano ဆိုတာကျတော့ဒီအီတလီရဲ့မြို့တည်လေးတစ်ခုပေါ့နော်ဒီ Tuscany ပေါ့နော်ပြည်နယ်ပဲထားတာပြည်နယ်မှာနာမည်ကြီးရဲ့ရှေးဟောင်းမြို့လေးတစ်မြို့ပေါ့နော် San Gimignano စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီ Google မှာလည်းရှာလို့ရပါတယ်သူ့မှာဒီရှေးကြတဲ့ဒီ tower တွေရှိတယ်မြို့လေးတော့တည်လေးပေါ့နော်အဲ့မြို့လေးကိုတေချာလေးတောင်ပေါ်လေးလိုမျိုးမှာဖြစ်တယ်ပတ်ချလဲမှာဒီနယန်းဒီတေချာအခိုင်ခန့်လုပ်ထားတဲ့ tower တွေလည်းဆောက်ထားတယ်သူ့ကိုဒီ tower တွေနဲ့မြို့လိုတော့ပြောကြရတယ်ပေါ့နော် San Gimignano လေးရှာကြည့်ပါအောင်ဒါဆိုလို့ရှိရင်ဒီ dialogue ပေါ့နော်ဒီစကားပြောရဲ့အတိတ်ပဲတွေအကုန်လုံးသိသွားပြီလို့ထင်တယ်နောက်ဆုံးတစ်ခါလောက်နားထောင်ကြည့်မယ်ပေါ့နော်လိုက်ပြီးတော့လည်းဆိုကြည့်ပါ Ciao Paolo. Oh, ciao. E lei è Francesca, una collega di Bellinzona. Francesca, Marina Piacere. Ciao, e lui è Claudio. Ciao. piacere. Allora tu sei svizzero? Sì, e tu invece di dove sei? Sono di San Gimignano.သူတို့စကားပြောတဲ့အတန်လေးအတိုင်းပေါ့နော်နောက်ကနေအတူတူလိုက်ပြီးတော့အတန်ထွက်ပြီးခဏခဏပြောကြည့်လို့ရှိရင်တကယ်အီတလီပြောတဲ့အတန်အတိုင်းထွက်လာမယ်ပေါ့နော်ပြီးရင်ဒီအစအနေဆုံးဆိုလို့ရှိရင်ဒီမှာဆိုရင်ခက်တဲ့စလုံးကတခုမှမပါဘူးဟိုနေ့ကတင်ထားပြီးဖြစ်တဲ့အတွက်ဒီစလုံးတွေအကုန်လုံးဒီပါတော့လေအီတာလီယာနေအကုန်လုံးအတန်ထွက်တတ်ပြီပေါ့နော်ထွက်တတ်ပြီဆိုတော့ဒီအီတလီတွေဘယ်လိုစကားပြောကြလဲဆိုတဲ့ဟာမျိုးလေးကိုဒီဟာလေးကိုခဏခဏနားထောင်ပြီးတော့သူတို့အတန်တိုင်းထွက်အောင်ကိုကလိုက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီအီတလီစကားပြောအရင်ကိုအဆင်ပြေလာမှာပေါ့နော်ဟုတ်ပြီဒီလောက်ဆိုလို့ရှိရင်ကိုယ့်ကိုယ်လည်းပြောတတ်ပြီပေါ့နော်ပြောတတ်ပြီမလား Io sono Stefano tu sei Leon အဲ့လိုလေးပေါ့နော်
ကိုရောသူရောကိုဟာကိုလည်းဖတ်တတ်ပြီးသူများကိုလည်းဖတ်တတ်ပြီးဒီမှာဆိုလို့ရှိရင်ဒီဟာကိုဒီစကားပြောပေါ့ဒီ dialogue ကိုလေ့လာပြီးတော့သူများကမိတ်ဆက်ပေးတတ်ပြီပေါ့နော်ဟုတ်တယ်မလားဟုတ်ပြီဒီ3ရဲ့နောက်ဆုံးသင်ခန်းစာကိုသွားမယ်ပေါ့နော် enumerate 0 RDH numbers တွေပေါ့နော် numbers တွေကလည်းဒီအရေးကြီးရပေါ့နော်ဟိုမှာ1ယောက်2ယောက်တစ်ခုနှစ်ခုအဲ့လိုမျိုးစကားပြောတဲ့အချိန်မှာအမြဲတမ်းအရေးကြီးရဲ့ဒါကြောင့်မလို့ numbers လေးတွေကိုဒီနေ့တော့0ကနေ10ပေါ့နော်3ကနေပြီးတော့10ထိတက်မယ်ပေါ့နော်ဒီမှာကဏ္ဍလေးနဲ့အတူတူအီတလီစလုံးလေးရေးပြထားတယ်ဒီစလုံးလေးတွေကိုနားမထောင်ရင်ကိုယ့်ဘာသာကိုစူးစမ်းပြီးတော့အရင်စလုံးပေါင်းပြီးတော့တန်းထွက်ကြည့်ပါအောင်နော်ဟုတ်ပြီကိုယ့်ကိုအတန်းထွက်ကြည့်ပြီးဆိုလို့ရှိရင်သူတို့ထွက်ပြတဲ့အတန်းထွက်နဲ့တူလာအောင်နော်တိုက်ကြည့်နော် 0, 1, 2, 3, 4, 5, 6, 7, 8, 9, 10, 0, 1, 2, 3, 4, 5, 6, 7, 8, 9, 10. အခု0ကနေ10ပေါ့နော်0ကနေ DH ထိ0ကနေ10ထွက်လာသွားပြီလို့ထင်တယ်ပေါ့နော်အဲ့တော့0ဒီနေ့ပေါ့နော် day 3မှာ the pronoun subject to subject pronouns ရဲ့ခုန the available as series verb to be ရဲ့တင်ပြီးတော့အခု enumerate 0 RDH 0ကနေ10ပေါ့နော်တင်ပြီးသွားပြီပေါ့နော်အဲ့တော့ day 3 သင်ခန်းစာတွေတော့ပြီးသွားပြီဆိုတော့ bonus it's time for bonus ပေါ့နော် bonus ပေးရမယ့်အချိန်ရောက်ပြီပထမဆုံး bonus ကိုဒီချက်ဒီမှာဒီကတော့ကားလေးကြည့်ဘူးလားမသိဘူးနော်လူကာတဲ့စဝင်ခန်းလေးတစ်ခန်းနဲ့ဟိုဖွင့်ပြခြင်းနဲ့ပေါ့နော်အဲ့စလုံးလေးကိုတခြားလေးနားထောင်ပြီးတော့ရှေ့ပြန်ပြောပြပဲစလုံးလေးလေးလို့ဒီနေ့သင်ငယ်စာတွေထဲမှာလည်းပါသွားတယ် Piacere. Piacere. သိလားမသိဘူးနော်ဒီစလုံးလေး Piacere. ပြချဲရဲခုနတင်ခဲ့တဲ့ဒီ conversation ပေါ့နော်စကားပြန်ပြန်ပြောတဲ့အခန်းလေးမှာလည်းပါခဲ့တယ်ပြချဲတယ်တွေ့ရဝမ်းသာပါတယ်လူကာနဲ့ Alberto နဲ့ပထမဆုံးတွေ့တဲ့အချိန်မှာနှုတ်ဆက်တာပေါ့နော်အဲ့တော့ဒီကတော့ကလူကာမှာအများကြီးဒီစလုံးလေးခုနလိုပေါ့နော်စလုံးလေးတို့ English လို့ပြောတဲ့တကားလုံးဒါပေမဲ့လည်းအဲ့လို Italy စလုံးလေးညံ့ညက်ပြီးပြောသွားတယ်အများကြီးရှိတယ်စိတ်ဝင်စားရင်ကတော့ကားရေးကြိုက်တယ်ဆိုရင်တော့ဒီကားလေးကြည့်ဖို့အကြံပြုချင်တယ်ပေါ့နော်အဲ့တော့ပထမဆုံး bonus စလုံးကပြချဲတယ်တွေ့ရတာဝမ်းသာပါတယ် nice to meet you နောက်စလုံးကချီအာကာအီခီဟူတဲ့ဘယ်သူလဲတဲ့အဲ့လိုပြောချင်းခီè Francesca who is Francesca ဘယ်သူလဲအဲ့လိုမျိုးပြောရချင်းကြာလို့ရှိရင်ခီခုနပြောပြရနော် è ကကျတော့ is လေ chi è Francesca chi è Luca လူကာဘာတူလဲလို့ပြောတာနောက်စလုံးက per favore ဆို please တဲ့ English လို့ဆိုလို့ရှိရင်တော့ကျေးဇူးပြု၍ဆိုတဲ့အဓိပ္ပာယ် per favore တခါလေးကြားလို့ရှိရင် brain ဟုတ်ပဲ per favore လို့မျိုးပြောကြလေရှိတယ်ဒါပေမဲ့တကယ်အစစ်ကတော့ per favore နောက်စလုံးတစ်ခုကပထမတင်ခဲ့တဲ့ dialogue ထဲမှာလည်းပါတယ်နော် e tu and you အင်္ဂလိပ်လို့ဆိုလို့ရှိရင်မြန်မာလိုပြောရမယ်ဆိုလို့ရှိရင်မင်းရောလို့အဓိပ္ပာယ်မျိုး e tu and you and you အဲ့လိုပြောချင်တာနော်နောက်ဆုံးစလုံးကတော့ခဏသုံးရတယ်ပေါ့နော်တချို့လို့ဆိုလို့ရှိရင် mi dispiace I'm sorry တဲ့တစ်ခုမှားလို့မိသွားတယ်ဆိုလို့ရှိရင် mi dispiace အဲ့တော့ဒီနေ့ bonus ကတော့ piacere chi per favore e tu mi dispiace
ဒီချက် day 3 သင်ခန်းစာကတော့ဒီလောက်ပဲပေါ့နော် Learn Italian in 100 days course ကိုစိတ်ပါဝင်စားပြီးတော့လေ့လာသင်ယူပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျုပ်ဒီ day 3ရောက်သွားပြီပေါ့နော်အဲ့တော့ဘယ်လောက်ကျန်သေးလဲဆိုတော့97 days တက်ပြီးတော့သွားအောင်မယ်100 days ရောက်လို့ရှိရင်တော့ချက်ချင်းနဲ့ဒီ Italian နဲ့ပတ်သက်ပြီးတော့ဟိုအများကြီးပြောနိုင်ဆိုနိုင်သွားမယ် native လို့မဟုတ်ရင်တောင်ဒီ language နဲ့ပတ်သက်ပြီးတော့လည်းစလုံးတွေအသုံးအနှုန်းတွေ grammar တွေအကုန်လုံးသိသွားမယ်ပြီးတော့သူတို့ရဲ့ယဉ်ကျေးမှုလေးပါထိုက်လျောက်ပေါ့ချက်လဲသိသလောက်ပေါ့နော်ပြီးတော့ sharing လုပ်ပေးသွားမယ်အဲ့တော့100 days ရောက်လို့ရှိရင်တော့အတိုင်းအတာတစ်ခုထိ Italian language ကိုသင်ယူတတ်မြောက်မယ်လို့ထင်ပါတယ်နော်အဲ့တော့ဒီနေ့ day 3 ရောက်ဒီလောက်ပါပဲ ciao